ပြစ်ခတ်တပ်ဖြတ်ခဲ့ပါတော့တယ်။ဂျိန်းရဲ့လက်ထောက်တစ်ဖက်ဂျွန်ပါဝင်အဖွဲ့သားတွေအကုန်လုံးကိုတပ်ဖြတ်ခဲ့ပြီးသူ့ရဲ့ရုံးခန်းထဲကိုဝင်ရောက်လာခဲ့တဲ့မိုက်ကိုဂျိန်းရဲ့ကိုရန်တော်ချို့ကတနက်တွေနဲ့ချိန်ရွယ်ထားခဲ့တဲ့အချိန်မှာပဲဂျိန်းကထိုင်ပါအောင်မိုက်ငါဒီစီးပွားရေးကိုစတင်ခဲ့တာမင်းသက်သက်ရှိပြီ။တုံညာဘွားကနေထိတ်ဆုံးထိရောက်လာအောင်ငါတို့အရာအလုံးကိုလုတ်ခဲ့ရတယ်။အဲ့လိုဖြစ်လာဖို့အတွက်ငါတို့ထုတ်ပြန်ထားတဲ့စီမင်းစည်းကမ်းတွေကိုမချိုးဖောက်ပဲတင်းတင်းကြပ်ကြပ်လိုက်နာခဲ့ကြရတာ။ဒါပေမဲ့မင်းကအဲ့စည်းကမ်းတွေချုပ်ကိုချိုးဖောက်ခဲ့တယ်။ကိစ္စတွေအားလုံးကိုမင်းကငွေတွက်ကြောင်ပဲလုပ်တာလို့အားလုံးကပြောဆိုနေကြတယ်။ဒါကိုငါတော့သိပြီးတော့မယုံဘူး။ငါနားမလဲတာတခုရှိတယ်။မင်းရဲ့ပြတ်မှတ်ကဂျက်စီကာကိုတတ်ဖို့လို့ငါတို့တွေကခိုင်းစေခဲ့တယ်။ဒါပေမဲ့မင်းသူ့ကိုမတတ်ခဲ့ဘူး။ဒါအပြင်မင်းကဂျက်စီကာရဲ့ဖေဝီလီယံစီကနေငွေသားချုပ်ကိုယူပြီးငါစီကနေဂျက်စီကာကိုပါခေါ်ထုတ်သွားခဲ့တယ်။ဘာလို့လဲမိုင်းမင်းဂျက်စီကာကိုစိတ်ဝင်စားနေလို့လားမင်းသူ့ကိုချစ်နေပြီလားမင်းတို့နှစ်ယောက်ကလင်းမယားတွေဖြစ်နေပြီလားလို့ဂျိန်းမိလာခဲ့တဲ့မိကုန်းတွေကိုမိုက်ကနိုးဆိုတဲ့စကားတစ်လုံးနဲ့ပဲညှင်းဆန်ခဲ့ပါဂျိန်းကဒါဆိုရင်ဘာလို့အဲ့လိုလုပ်ရတာလဲလို့ဒေါသနဲ့မင်းပြန့်ခဲ့တဲ့အချိန်မှာတော့မိုက်ကကျုပ်တို့ခိုင်းရဲ့စီကတ်နံပါတ်5ကိုခမားသိတယ်မဟုတ်လားကျုပ်ကဝီလီယံကိုဂရီးတစ်ခုပေးထားခဲ့ဘူးလေဝီလီယံမသိခင်ချိန်လေးမှာပဲသူ့ရဲ့သမီးလေးဂျက်စီကာမှာပြဿနာတစ်ခုခုကြုံလာခဲ့ရင်မဖြစ်မနေကူညီပေးပါလို့ကျုပ်စီကနေဂရီးတစ်ခုတောင်းခဲ့တယ်ဒီကန်ဒီလူတယောက်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးချင်တာကြောင့်ကျုပ်ဝီလီယံတောင်းတဲ့ဂရီးကိုပေးခဲ့လိုက်တယ်လို့ပြောဆိုခဲ့တဲ့အချိန်မှာတော့ဂျိန်းတယောက်တရင်ကငိမ့်သက်သွားခဲ့ရပါတယ်။ဒါအပြင်မိုင်းငယ်ငယ်တုန်းကသူ့ကိုမေးခဲ့တဲ့မိကုန်းတစ်ခုကိုလည်းဂျိန်းတယောက်ပြန်လည်အမှတ်ရနေမိခဲ့ပါတယ်။အဆိုပါချိန်တုန်းကဂျိန်းကမိုက်ကိုငါတို့ခိုင်းရဲ့နောက်ဆုံးစီကန်းကိုမင်းမြဲမှတ်ထားရမယ်။အဲ့ဒါကစီကန်းနံပါတ်5ပဲ။ဂရီးကိုလွယ်လွယ်နဲ့မပေးနဲ့လို့ပြောဆိုဆုံးမခဲ့တဲ့အခါမိုက်ကတကယ်လို့ပေးမိခဲ့ရင်ရောလို့ပြန်လဲမိကုန်းထုတ်ခဲ့တဲ့အချိန်မှာတော့ဂျိန်းကအဲ့ဒါဆိုရင်လေမင်းပေးလိုက်တဲ့ဂရီးကိုမချိုးဖောက်မိစေနဲ့လို့သာပြောဆိုခဲ့တာဖြစ်ပါတယ်။အဲ့နောက်ဂျိန်းကမိုက်ကိုပြန်လို့ပေးခဲ့ပြီးဝီလီယံရဲ့သမီးကိုတတ်ဖို့ငါကမင်းကိုတာဝန်ပေးရခဲ့တယ်။မင်းကဂျက်စီကာကိုကာဝယ်ပေးပါမယ်လို့သူ့ဖေဝီလီယံကိုပြန်ပြီးတော့ဂရီးပေးခဲ့တယ်။အခုဘာလုပ်မလဲလို့မိမြန်းခဲ့တဲ့အခါမှာလဲမိုက်ကဂျက်စီကာကိုလွတ်ပေးဖို့ကသာတောင်းဆိုခဲ့ပါတယ်။ဂျိန်းကကောင်းပြီလေငါသူ့ကိုလွတ်လပ်ခွင့်ပေးလိုက်မယ်။အဲ့အတွက်ငါဂရီးပေးတယ်။တခုတော့ရှိတယ်မင်းကအပေးယူပြီးအောင်မလုပ်ပဲစီကန်းကိုချိုးဖောက်ခဲ့တယ်။အဲ့တော့ပြတန်အနေနဲ့ငါမင်းကိုဘယ်တော့မှထပ်ပြီးမတွေ့ချင်ဘူးလို့ပြောဆိုခဲ့တဲ့အခါမိုက်ကဂျိန်းကိုတစ်ချက်စိုက်ကြည့်လိုက်ရင်အဆူပါနီယာကနေလှည့်ထွက်သွားခဲ့ချိန်မှာပဲဂျိန်းကမင်းကသူ့ဖေဝီလီယံကိုတပ်ပစ်ခဲ့တဲ့သူဆိုတာကိုဂျက်စီကာသိလားတကယ်လို့သူတီသွားခဲ့ရင်ရောလို့မင်းမြလိုက်တဲ့ချိန်မှာလဲမိုက်ကဂျိန်းရဲ့စကားကိုဘာမှမတုံ့ပြန်ပဲအဆူပါနီယာကနေထွက်ခွာသွားခဲ့ရင်ဇလန်းလေးကပြီးဆုံးသွားခဲ့ပါတော့တယ်။နောက်ရက်တွေမှာလည်းဒီလိုစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ Recap Out Channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်။စကားလေးကိုအချိန်ပေးကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်